နိုင်ငံခြားမှာမြန်မာလို့မပြောဘဲမွန်လူမျိုးပါဆိုပြီးပြောတာကြောင့်အင်တာနက်ပေါ်မှာနာမည်ကြီးသွားတဲ့အမျိုးသမီးလေးအင်တာနက်ပေါ်မှာကမြန်မာလူမျိုးလို့မဖြေဘဲမွန်လူမျိုးလို့ဖြေတဲ့အမျိုးသမီးငယ်တစ်ယောက်ရဲ့အင်တာဗျူးကရေပန်းစားနေပါတယ်။ဖြစ်စဉ်ကတော့ထိုင်းနိုင်ငံကလမ်းဘေးအင်တာဗျူးတစ်ခုမှာပါ။တက်တူးတွေနဲ့စတိုင်ကြနေတဲ့အမျိုးသမီးငယ်လေးတစ်ယောက်ကိုဘဲကလာတာလဲလို့မေးမြန်းရမှာသူကမြန်မာလူချက်ချင်းမဖြေဘဲမွန်လို့ဖြေကြခဲ့ပါတယ်။ပြဿနာကဒီနေရာကစားတာပါနိုင်ငံသားအင်တာဗျူးဆရာကမွန်ဆိုရာလူမျိုးစုတစုမှန်နိုင်ငံမဟုတ်မဲနားမလဲတော့ဒါပေနိုင်ငံနဲ့ဘယ်နားမှလဲဆိုပြီးစွန့်လိုက်မိပါတော့တယ်နောက်ဆုံးမှအဲ့ဒီမျိုးသမီးငယ်ကမြန်မာပါလို့ဝန်ခံလိုက်ရပါတယ်ဒီတော့မှအင်တာဗျူးဆရာကဒါဆိုလေအစာတွေကမြန်မာလို့ပြောလိုက်ရင်ပြီးရောပေါ့ကိုနေတဲ့နိုင်ငံကိုမသိဘူးလားဆိုတဲ့သဘောမျိုးနဲ့ပြန်ပတ်လိုက်တဲ့မြင်ကွင်းကကြည်ရသူဖို့မျက်နှာပူစရာဖြစ်သွားခဲ့ရပါတယ်ဒီဗီဒီယိုအောက်မှာတော့ပရိသတ်တွေရဲ့အမြင်တွေကွဲပြားနေပါတယ်။တချို့ကတော့ကိုယ့်လူမျိုးကိုချစ်လို့မုန်းလို့ပြောတာလက်ခံပေးတဲ့နယ်လို့ဆိုကြတယ်လို့အများစုကတော့နိုင်ငံတကာစာမျက်နှာမှာကိုယ်ကင်ဆောင်ထားတဲ့ passport တိုင်းမြန်မာလူပြောမှသူများတွေနားလည်မှာပေါ့လို့ဝေဖန်ကြပါတယ်။နိုင်ငံသားတွေရှိမှရှင်းပြအခမ်းအောင်လုပ်မယ်ဆိုရိုးရိုးရှင်းရှင်းပြင်လိုက်ရင်ဒီလိုချက်ခွဲစရာဖြစ်လာမှာမဟုတ်ဘူးလို့ထောက်ပြကြတာပါ။ကဲပရိသတ်ကြီးရဲ့နိုင်ငံသားရောက်ရင်ကိုဘယ်လိုမိတ်ဆက်တာအသင့်တော်ဆုံးလဲမြန်မာလူပြောရမှာဝင်လင်းနေတဲ့သူတွေရဲ့စိတ်ထားကိုရောဘယ်လိုမြင်ကြပါလဲပရိသတ်ကြီးရဲ့အမြင်လေးတွေကိုပြောသွားကြပါအောင်ရှင်